ဘာသာရေး6ခုကိုအမားတို့ကအခု FOC ပေါ့နော် free သင်ပေးသွားဖို့အတွက် course လေးတစ်ခုစီစဉ်ထားရရှိပါတယ်Hello အားလုံးပဲမင်္ဂလာပါရှင်စနက်တန်းပြီးသွားလို့စေးကြောင်တက်ဖို့စဉ်းစားထားတဲ့မောင်လေးညီမလေးတွေရှိရင်ဒီဗီဒီယိုအဆုံးထိကြည့်သွားပေးပါအဲ့တော့ဒီစေးကြောင်မှာပေါ့နော်ဘယ်တန်းနေစပြီးတော့သင်ရမလဲဆိုတာကိုသိပြီးသွားပြီလားမသိတဲ့အမပြောပြပေးမယ်နော်အဲ့တော့စေးကြောင်မှာပထမဆုံးစတက်ရတဲ့အတန်းကို introductory course လို့ခေါ်ရပေါ့နော်အဲ့ဒါမောင်လေးတို့ညီမလေးတို့စစရောက်ချင်းတန်းပြီးတော့ဒီအတန်းကိုတက်ရမယ်ပေါ့နော် introductory course လို့ခေါ်ရပြီးရင် year 1 year 2 year 3 4 5ပေါ့နော်အဲ့လိုမျိုး year 5အထိသွားမယ် introductory course ကအချိန်ကတော့3လလောက်ကြာမယ်ပေါ့နော်အဲ့ဒီ3လမှာဘာတွေသင်ရမှာလဲဆိုရင် anatomy physio ပတ်တော့ pharmaco ပြီးတော့ကြတော့ဒီ BC ပေါ့နော် biochemistry နဲ့ microbiology ဆိုပြီးတော့အဲ့ဘာသာ6ခုအဓိကသင်ရမယ်မြန်မာစာအင်္ဂလိပ်စာတွေလည်းပါတော့ပါသေးရဲ့ထင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတွေကအရင်ခက်ခဲမဟုတ်ဘူးကွာဘာလို့လဲဆိုတော့ကိုကငငယ်ကလေးကသင်လာခဲ့ပြီးသားဘာသာတွေဆိုတော့စေးကြောင်းရရင်နည်းနည်း upgrade ဖြစ်သွားတာပဲရှိရဲဆိုတော့အဲ့ဒီဟာတွေကတော့ကိုအတွက်နည်းနည်းအစိမ်းတက်ဖြစ်နေမှာမဟုတ်ဘူးပေါ့နော်အစိမ်းတက်ဖြစ်နေမှာမဟုတ်ဘူးအဲ့တော့ဒီ anatomy တို့ physio တို့အဲ့ဒီဘာသာတွေကကြတော့အခုမှစေးကြောင်းရောက်မှပထမဆုံးစတင်ရမှာပေါ့နော်အဲ့တော့ကြောင့်နည်းနည်းအစိမ်းတက်ဖြစ်နေနိုင်တယ်အဲ့တော့အဲ့ဘာသာရေး6ခုကိုအမားတို့ကအခု FOC ပေါ့နော် free သင်ပေးသွားဖို့အတွက် course လေးတစ်ခုစီစဉ်ထားရရှိပါတယ်ဘယ်သူတွေသင်ပေးသွားမှာလဲဆိုလို့ရှိရင်အမလည်းပါတယ်ပြီးတော့တခြားစေးကြောင်းကပေါ့နော်အခုလက်ရှိစေးကြောင်းတက်နေတဲ့ senior အကိုအမတွေကနေပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်အမကတော့လက်ရှိမကွေးစေးကြောင်းမှာပေါ့နော် year 4တက်နေတာဖြစ်ပါတယ်အဲ့တော့အမတို့ဘယ်မှာသင်သွားမှာလဲဆိုလို့ရှိရင်ဒီ Happy Hands Medical Education Center ဆိုပြီးတော့ application လေးရှိပါတယ်အဲ့ဒီ application ထဲမှာအမတို့စတင်မဲ့ video တွေပေါ့နော်ဒီဘာသာ6ခုအတွက်သင်မဲ့ video တွေအားလုံး recorded video တွေအားလုံးကိုအဲ့ဒီ application ထဲမှာတင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဘာသာတွေကိုဒီ course ကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော် application လေးကို download လုပ်ပြီးတော့ကြတော့အဲ့ဒီမှာကြည့်နိုင်ပါတယ်စေးကြောင်းနဲ့ပတ်သက်ပြီးတော့တခြားသိချင်တာရှိလို့ရှိရင်လည်းမေးခဲ့လို့ရပါတယ်ကျွန်မအားရဲ့အချိန်မှာပြန်ပြီးတော့ဖြေပေးထားပါမယ်အားလုံးပဲကျေးဇူးများတင်ပါတယ်